ကခေးဆိုရင်ရော ကျွန်တော်ကခေးဆိုရင် လူတွေကဖတ်ပေးကြပါမလားဆိုတာကြည့်လိုက်ကြရအောင်နော်ဒီကမ်ပိန်းစာမှာဖြတ်သွားတဲ့သူတွေကအမှုမဲ့အမှတ်မဲ့နဲ့ကြော်သွားတာတွေရောပြီးရင်စာအုပ်ဖတ်သွားပေမဲ့လာဖတ်ပေးဖို့အတွက်တွေးဝေနေတာတွေရောရှိခဲ့ဒါပေမဲ့အဲ့မှာအမတယောက်ကသူ့ရဲ့သားလေးကိုဒီကမ်ပိန်းရဲ့အကြောင်းတိတိကျကျလေးရှင်းပြပေးပြီးတော့ညီမတို့လာဖတ်ခိုင်းနေပါတယ်ပါမီးတော့တစ်ခုလိုပါတနေ့နေ့ကြတော့ပြပုံဖြစ်မှာကိုစိုက်ခဲ့ဘူးတဲ့သမိုင်းတွေသာတနေ့အတီးတီးလာမှာမင်းကြောင့်အားလုံးပြောပါစေပေါ့ကွာဘဝကနေမြေရှိတယ်လေနှိမ်ချတတ်ပါစေဘတော်မှမရှုံးဘူးကွာလေးရှာတနေ့နေ့မင်းကြောင့်ပြောချိန်မှာလူတွေဝမ်းမြောက်ရစေပါအကိုရဲ့သမိုင်းကြောင့်ကိုသာရှိပါအောင်မြင်မှုကြီးမမရခြင်းနေပါလူတွေကိုမင်းကြောင့်မြဲရင်မကြစေနဲ့ပေါ့ကွာရန်သူတောင်းလေဆွဲထူပါနောက်ကျော်လို့ဒါနဲ့တော့လည်းပြောပြလိုက်ပါအဖေဆုံးမစကားအမြဲနာတောင်ပါညီလေးရှာလူတွေရဲ့ချီးမွမ်းခြင်းနဲ့ကဲရဲ့ခြင်းဟာအားလုံးခဏတွေပါဘလို့နေလဲဒီအစီအမပြန်မလာဟဲ့တဲ့အော်ပြီဘူးနော်ဘတော်မှမရှုံးဘူးကွာညီလေးရှာကျမတငယ်ချင်းတွေပါလေအများကြီးပဲကျမတို့ကတော့ဘာမှမကွဲကြဘူးဟုတ်ကဲ့ပါရှင်အများကြီးပါမမဖူးပြနေရဟုတ်လားရဝန်းနေနေရပါလေလို့ထင်နေရကျန်ကျေးဇူးတင်ပါတယ်ရှင်ဖြည့်စီပန်လေးလက်ဆောင်လေးနဲ့ယူသွားပေးပါအောင်နော်ညာကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ညာကျေးဇူးတင်ပါတယ်နော်ဖြည့်စီပန်လေးလက်ဆောင်ပေးချင်တယ်ယူသွားပေးလို့ရမလားယင်ကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ရှင်ကျေးဇူးများတင်ပါတယ်ဘာလို့ဖတ်ပေးရလဲကျေးဇူးများတင်ပါတယ်ဒီဆိုင်သွားပါနော်ညာကျေးဇူးတင်ပါတယ်ဘယ်မှမဖြစ်ပါဘူးကျေးဇူးများတင်ပါတယ်ကျမတို့တုံးဆိုတာတို့လက်ခံတယ်ပဲဒါဟုတ်ကဲ့အဲဒီကဘယ်လို social media မှာကျွန်တော်ကဒီလိုခုပဲလေးလေးမြင်တာဖြစ်နေပြီဟုတ်ကဲ့ပါဒါပဲရှိဟုတ်ကဲ့ပါရှင်အများကြီးကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါနှင်းစီဖန်လေးလက်ဆောင်ယူသွားပါအောင်နော်နောက် LGBT community ကနေလည်းအများကြီးကျေးဇူးတင်နေပါတယ်ရှင်ဟုတ်ကဲ့ပါရှင်အများကြီးကျေးဇူးတင်ပါတယ်လေးလေးပေါ့နော်ဒီလုပ်ပေးရတာလေဟုတ်ကဲ့ပါရှင်အများကြီးကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါပေါ်လမ်းကြည့်ရဟုတ်လားအဲ့ဘာလဲဖြစ်ဖြစ်ဟုတ်ကဲ့ပါရှင်အများကြီးကျေးဇူးတင်ပါတယ်ဒီလိုမျိုးညီမတို့မပြစ်ထားဘဲနဲ့ပေါ့နော်ဒီလိုမျိုးလေးလာဖက်ပေးရတဲ့ဟုတ်ကဲ့ပါနှင်းစီဖန်လေးလက်ဆောင်လေးနဲ့ယူသွားပေးပါအောင်နော်အားကျေးဇူးတင်ပါတယ်အားလုံးကနာတွေပါအဲ့လိုမျိုးလေးမျိုးဖြစ်ပေးကြပါဘောနော်အဲ့တော့ဘာဖြစ်နေလဲဆက်ရတယ်မသိဘူးရှင်ကျေးဇူးတင်ပါတယ်မင်းကြီးပြောပြပါကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါကျေးဇူးတင်လက်ဆောင်တော့ပါအောင်လေးပြပါနော်ဒီဝဲကျေးဇူးများတင်ပါတယ်ပန်းလေးကြွားပေးပါမယ်ဒီလိုလမ်းမှာအဲ့လိုမျိုးတွေ့ကြလို့ရှိရင် support ပေးပါအောင်ကျေးဇူးများတင်ပါတယ်
LGBT ကိုချစ်တယ် ချစ်တယ်အဲ့ဒါမျိုးကိုလည်းစားချစ်တယ်လား ဟုတ်လားအများကြီးကျေးဇူးတင်ပါတယ်ဒီနေ့စကနေလက်ခံပါ ဘာလို့ဖတ်ပြရလဲ တော့တကယ်ချင်းတွေ ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ် ကျေးဇူးများတင်ပါဒီလမ်းမှာတွေ့လို့ရှိရင်အဲ့လိုမျိုး support လုပ်ပေးပါဦးကျေးဇူးများ ညီမတို့ဆိုသူများတွေကပေါ့နော်သူတို့နဲ့မတူးဆိုရင်ခွဲခြားဆက်ဆံကြရပါတော့ဘာဖြစ်လို့လာပြီးဒီမျိုးလေးဖတ်ပြရလဲမသိဘူးရှင် ဘာပဲပြောရအောင် အားပေးတယ်ပေါ့နော်ဟုတ်ကဲ့ပါရှင်အများကြီးကျေးဇူးတင်ပါတယ်နော်ကျေးဇူးကနေလက်ခံပေးပါအောင်ရှင်အများကြီးကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဘာလို့ဖတ်ပြရလဲမမအောင်မျက်စိပန်လေးယူအောင်မလားလက်ဆောင်နောက်တစ်ခါယူအောင်မလားယူအောင်မယ်โอเคပါရှင်အများကြီးကျေးဇူးတင်ပါတယ်မမတို့ကနေနော်ဟုတ်ကဲ့ပါရှင်အများကြီးကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ မပန်းယူပါဒီနိုင်တယ်ဟုတ်ခွဲကြတာအမားတော့ဘာလို့ဖတ်ပြရလဲ တူတူပဲပေါ့ဟုတ်ကဲ့ပါရှင်မျက်စိပန်လေးလက်ခံပေးပါဦးနော် တန်လေးပြောပြပါကျေးဇူးများတင်ပါလမ်းမှာအဲ့လိုမျိုး အ တွေ့ များကြီးကျေးဇူးတင်ပါတယ် LGBT community ကလည်းအများကြီးကျေးဇူးတင်နေပါဟုတ်ကဲ့ပါ လူပဲအားလုံး ဟုတ်ကဲ့ပါရှင်အများကြီးကျေးဇူးတင်ပါတယ်ရှင်တို့အများကြီးကျေးဇူးတင်ပါတယ်ပန်းလေးဒီပေါင်းတော့လက်ဆောင် ပဲဖြစ်တယ်လေအဲ့ဒါတော်တော်များများအဲ့လို LGBT ကို support ပေးရဟာလေးရေးထားလေးတွေ့တော့ ဟုတ်ကဲ့ပါရှင်ဒါကြောင့်ကိုလည်းလက်ခံနိုင်သွားတာပေါ့နော်အများကြီးကျေးဇူးတင်ပါတယ် LGBT community ကလည်းအများကြီးကျေးဇူးတင်နေပါတယ်ရှင်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ရှင် ကျေးဇူးပါကျေးဇူးများတင်ပါလေတချို့တွေဆိုလို့ခွဲကြဆက်ဆံတယ်ဦးလေးဘာလို့ဖတ်ပြရလဲ no no မဆက်ဆက်အောင်မဆက်ဆက်ကျွန်တော်တို့အဲ့ဒါသဘောကျရတာဒါလူပြောက်လို့လူပြောက်လို့ပိုင်ဝင်တယ်ဆက်နာနဲ့သူကတော့လေးစား ဒီလမ်းမှာတွေ့လို့ရှိရင်အဲ့လိုမျိုး support လုပ်ပေးပါဦးနော် ပါပဲကျွန်တော်အားပေးတယ် မိုးတင်တယ်အမေ အဲ့လိုဖြစ်ဖြစ်ကောင်းပါ ဒီစိတ်နဲ့သူပြတာတဲ့ကိစ္စကိုသွားပြီးတော့ဖွဲ့ကြလို့မှာ ဦးလေးရဲ့တင်ပါနော် ရဲ့ချီးမွမ်းခြင်းနဲ့ကဲရဲ့ခြင်းဟာအားလုံးခဏတွေပါ ငယ်ငယ်လေးကနေပြီးတော့ဒီလိုမျိုးဦးလေးတွေအထိပေါ့နော်အဲ့လိုမျိုးအားပေးကြရဆိုတာဒီဟာရှင်လည်းဘယ်ဒီနေ့ကိုလေးကဘယ်လိုကြီးလဲမသိဘူးအဟမ်းရှုပ်လဲရှုပ်ထွေးနေရယ်ဝမ်းလဲတာတယ် ပျော်လဲနေတယ်တော့ဆိုလို့ရှိရင်ဒီမှာပထမပိုင်းဆိုလို့ရှိရင်ကျွန်တော်လူတွေ့ဦးဆိုလို့ရှိရင်ရှောင်သွားတယ်မလားနောက်ဆုံးကို့အဖေရွယ်လောက်ရှိတော့ဘာမှမဖြစ်ဘူးလေသိမလားခွဲထားဆက်ဆံနေဆိုတာအဲ့လိုမျိုးမရှိဘူးပေါ့နော်အကုန်လုံးလူပဲဆိုတော့ဝမ်းနေရတယ်ကလေးဆိုလို့ရှိရင်လည်းအများကြီးပဲเนาะအခုကြီးအဲ့လိုမျိုးပွင့်လင်းလာတော့ကောင်းတယ်ပေါ့နော်ဒီလိုလမ်းမှာဒီလိုအဲ့လို LGBT community နဲ့တွေ့လို့ရှိရင်လည်းဒီလိုမျိုး support လုပ်ပေးကြပါလို့ပြောချင်ပါတယ်ဟုတ် အခုဒီဗီဒီယိုကြည့်နေတဲ့ LGBT community ရဲ့လူတွေလည်းကျမတို့နဲ့ထပ်တူပေါ့နော်ဒီလိုဝမ်းသာပီတိဖြစ်နေကြလိမ့်မယ်လို့လည်းထင်ပါတယ်ဒါပေမဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးလို့လည်းကျေးဇူးတင်ပါတယ်ရှင် ပါတယ်ဘာမှမဖြစ် You